ဒီဗီဒီယိုလေးကိုဘာလို့ပြောပြရလဲဆိုရင် people pleaser လို့ပြောတဲ့လူကြိုက်ခံချင်တတ်တဲ့သူတွေမှာပြဿနာလေးတွေကတော့ဒီ social problem တွေရှိတတ်တယ်မိသားစုထဲမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့စိတ်ခံစားချက်တဲ့သူများရဲ့စိတ်ခံစားချက်ကိုဦးစားပေးရတယ်နောက်ပြီးရင်ဒီပတ်ဝန်းကျင်တငယ်ချင်းပေါင်းတင်နေနေဆိုရင်လည်းကိုယ့်ရဲ့စိတ်ခံစားချက်ကိုအမြဲတမ်းနောက်ဆုတ်ထားပြီးတော့သူများရဲ့စိတ်ခံစားချက်တော့နောက်ကိုပဲလိုက်ကြတယ်ဒီ relationship တွေမှာလည်းချစ်သူကြီးစားအပေါ်မှာကိုကပေးဆက်မှုတွေပဲများနေတယ်သူကပေးဆက်ခြင်းမှမှန်ကန်တဲ့ relation ကိုရတယ်ဆိုတဲ့အတွေးမှားဝင်နေရအမှန်တကယ်ကတော့လူတိုင်းမှာကိုယ်တန်မှုနဲ့ကိုယ်ရှိတယ်ကိုယ့်ရဲ့စိတ်ဆန္ဒဆိုတာကလည်းအရေးကြီးတယ်ပေါ့နော်မှန်ကန်တဲ့လမ်းကြောင်းသာဖြစ်နေပါစေကိုယ်ဆန္ဒဆိုတာလည်းရွေးချယ်ပိုင်ခွင့်ရှိပါတယ်အမြဲတမ်းကိုယ်ဆန္ဒကိုနောက်ချန်ထားတဲ့သူတွေကနေ့စဉ်တူကလောက်ကန်ရတဲ့အခါတွေမှာသူများထပ်ပို့ပြီးတော့စိတ်ပင်ပန်းနွမ်းနယ်မှုတွေဖြစ်တယ်အရာရာကိုလှုပ်ချသွားခြင်းနဲ့တော့တဏှာရာကိုထွက်ခွာသွားခြင်းနဲ့เนาะကိုစိတ်ဝင်စားတဲ့အရာတွေကိုတော့မှလှုပ်ချင်စိတ်မရှိတော့ဘူးနောက်တစ်ချိန်ကြာလို့ရှိရင်ကိုဘာစိတ်ဝင်စားရဲဆိုတာကိုတော့မှမေ့ပြောက်သွားတယ်ကိုဆိုတာပျောက်ကွယ်သွားတတ်တယ်ပေါ့နော်အောင်မြင်မှုအတွက်ကြတော့လည်းနှောင့်နှေးနိုင်တယ်ပေါ့ relationship တွေမှာဆိုလို့ရှိရင်လည်းကိုမှန်မှန်သူမှန်မှန်အများအား sorry လုပ်နေရတာပေါ့ sorry လုပ်နေရရင်လည်းကြာလာတော့ burn out ဖြစ်လာမယ်လွတ်ချခြင်းလာမယ်အဲ့ခါကျရင်လည်း healthy ဖြစ်တဲ့ relationship ကိုမကင်တွယ်နိုင်တော့တဲ့အနေအထားလေးတွေဖြစ်လာတယ်ဒါကြောင့်မလို့ people pleaser တယောက်ဖြစ်နေပြီလားဆိုတော့လည်းကိုစမ်းစစ်ဖို့လိုပါတယ်